စစ်နဲ့လမ်းလန်းသေးခြင်းနဲ့ခင်မင်းမြတ်တာများရဲ့သစ္စာဘက်တော်သားမယ်လှရရာကိုယ်တိုင်ရွေးချယ်နှစ်ယောက်အသေးချင်းဖလဲချစ်ခဲ့ကြလေပြီလို့ရဲ့မပြေလဲစရာအကြောင်းကိုမရှိတဲ့မပြေလဲစရာအကြောင်းကိုမရှိတဲ့ကိုချစ်တဲ့လူသက်ဆုံးတိုင်အောင်ကျင်နာမယ်တယောက်တည်းခွဲထွက်ရမယ်ဘဝလမ်းခရီးကိုမောင်မရွေးချယ်